ဒီလိုဟာစားပွဲခင်းအောက်မှာလူပူလေးရဲ့ကဘာတစ်ခုကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။တနေ့မှာတော့သူကခောက်ဆွဲ6တွေကိုမတော်တဆအဲ့ဒီကဘာလေးကိုချလိုက်မိပါတယ်။လူပူလေးတွေအောက်လုံးကတော့ကောင်းကင်ဘော်ကဘာတွေများကြလာပါလိမ့်ဆိုပြီးအံ့ဩနေကြတာပေါ့။အဲ့ဒီနောက်မှာတော့အမျိုးသမီးတူကအဲ့ဒါဟာမွေးကြိုင်တဲ့အနံ့ကိုထုတ်လွှတ်နေတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။၃ရက်လောက်အစာငတ်နေခဲ့တဲ့လူပူလေးတွေဟာလုံးဝယူသက်သွားပြီးချက်ချင်းပဲအဲ့ဒီခောက်ဆွဲ6တွေကိုစားသုံးကြပါတယ်။သူတို့ဟာဒီအစားအစာမျိုးကအင်မတန်အရသာရှိတယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ဘယင်မာလီနဲ့ချက်ချင်းမေတ္တာဒီလိုဟာလူပုလေးတွေကဘာဟာအငတ်ပေးမဲ့ရင်ဆိုင်နေရတာကိုမြင်တော့သူ့မှာရှိတဲ့ခောက်ဆက်ချောက်အားလုံးကိုလောင်းချပေးလိုက်ပါတယ်။ခေါင်းနေဘော်ကအစာဒီကျလာတာကိုကြည့်ပြီးဘယင်မာလီကတော့နတ်ပြားတို့ရဲ့အကာအကွယ်ကိုရရှိခဲ့ပြီလို့ထင်မှတ်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ဒီလိုရဲ့ချက်သူမင်းကလေးကလူပုလေးတွေကဘာရဲ့လျှို့ဝှက်ချက်ကိုတီးသွားခဲ့ပါတယ်။သူမကဖန်ပလင်းတစ်လုံးကိုအဲ့ဒီတဲပုံးတဲ့ကိုပစ်ချလိုက်တဲ့အခါလူအုပ်စုတစုကဖန်ပလင်းထဲမှာချက်ချင်းပိတ်မိသွားခဲ့ပါတယ်။စစ်သားတွေကတနတ်တွေနဲ့ပြစ်ခတ်ခဲ့ပေမဲ့လုံးဝအကျိုးသေးတော့မှုမရှိခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူမကပိုးဟတ်ကြီးတကောင်ကိုတဲပုံးတွေကိုထည့်လိုက်ပြန်ပါတယ်။ပိုးဟတ်ကလူပုလေးတွေကဘာကိုတိုက်ခိုက်တော့မယ်အချိန်မှာဒီလိုကချက်ချင်းပဲပိုးတာစီနဲ့ပိုးဟတ်ကိုတက်ခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကဒေါသအကြီးနဲ့သူ့ချစ်သူမင်းကလေးကိုအခန်းထဲကနေမောင်းထုတ်ခဲ့ပါတယ်။ကြာရှည်စာတို့ရှိခဲ့ကြပြီးနောက်ပိုင်းမှာတော့ဒီလိုဟာလူပုလေးတွေရဲ့ကဘာကဘယင်မာလေးကိုချင်းမိသွားခဲ့ပါတယ်။ဒီနေ့မှာဘယင်မာလေးကမိသားစုဆုံးရှုံးမှုကြောင့်အရန်ဝမ်းနေနေတာကိုဒီလိုကမြင်တဲ့အခါမီရှူမီပန်းတွေကိုယူပြီးသူ့အတွက် romantic ဆန်နဲ့ညာခေါင်းငင်ကိုဖန်တီးပေးခဲ့ပါတယ်။ဘယင်မာလေးကအဲ့ဒါကိုမြင်တဲ့အခါမင်းရည်တွေကြားတဲ့အထီကိုထိမိသွားခဲ့ပါတယ်။ဒီအချိန်ကပဲဘယင်မာလေးကလှုပ်ကြံသူတူနဲ့ရုတ်တရက်ရင်ဆိုင်ရပြီးလှုပ်ကြံသူတွေကသူ့ကိုဝိုင်းထားခဲ့ကြပါတယ်။ဒါကိုမြင်ပြီးတဲ့နောက်မှာဒီလူကအယုတ်တင်ကားတစ်စီးကိုယူပြီးတဲပုံးလေးကိုထည့်လိုက်ပါတယ်။ရန်သူတွေကဘာလဲဆိုတာကိုအရင်သိကျင်နေကြတာပေါ့။ဒီလူဟာ remote control ကိုကင်ပြီးတင်ကားရဲ့ပြောင်းကိုရန်သူတွေဘက်ကိုချိန်လိုက်ပါတယ်။ရန်သူတွေကကြောက်လန့်တကြားနဲ့ချက်ချင်းမြေပြင်ပေါ်ကိုလဲကျသွားကြပါတယ်။နောက်ဆုံးမှာတော့သူတို့အားလုံးထွက်ပြေးသွားကြပါတယ်။